လူတိုင်းမှာအကျင့်ဆိုးရှိတယ်မပူနဲ့ဒီမှာသာကောင်းကင်တမန်လေးတို့ထိုင်နေတာလူတိုင်းမှာအကျင့်ဆိုးရှိတယ်ကျွန်တော်တော့မှတိတ်မကြသေးဘူးတိတ်တော့နဲကြပြီနှစ်နှစ်လောက်တော့ရှိသွားပြီနှစ်နှစ်လောက်ပဲရှိတယ်အဲ့နှစ်နှစ်ဆိုတာကျွန်တော်ကဖះသုံးနေပြီလေအရန်သုံးနေပြီလေပြီးရနှစ်နှစ်ကျွန်တော်သားပါအမှုတော်ဆောင်ဖြစ်နေပြီကျွန်တော်သားကားကိုကျွန်တော်သားအဲ့နေရာမောင်းတယ်သူကမောင်းတယ်ကျွန်တော်ဘေးနားမှာထိုင်စီးတယ်ကျွန်တော်သားရဲ့ကားကိုလူတစ်ယောက်ကဖြတ်လို့တိုက်တာဒီလိုလမ်းမှာပေါ့ကောင်းမောင်းနေတာကိုဘယ်ကားလဲမသိထွက်လာတော့ဒုံးဆိုဆော်လိုက်တာစဉ်းစားလေမိန်းလမ်းမယူမှာအဲ့ဒီကောင်ကလှုပ်ရှားလားအဲ့ဒါအမှန်တရားတွေတမန်တရားတော့မဟုတ်ဘူးလှုပ်ရှားလားဆိုအဲ့ဒါအမှန်တရားတမန်တရားမဟုတ်ဒါပေမဲ့ဒုံးဆိုတိုက်လိုက်ကိုကျွန်တော်လည်းဖြစ်ချင်တော့ကျွန်တော်လည်းနည်းနည်းအားကစားအရာကျွန်တော်မွေထိုက်တဲ့ဘက်ကစားတယ်လေနည်းနည်းပါဖို့ရအခုထိုင်းမှာရောက်တော့ပိုးဆိုအချိန်ထဲမှာတော့ကြာလာကျွန်တော်တောက်တိုက်ပြီဆိုတဲ့အတိတစ်ချက်ကလေတတိရတဲ့အချိန်မှာအဲ့ဒီကောင်ကျွန်တော်ဒေါင်းနာမှာကတ်ထားပြီးသားဖြစ်နေတယ်အကောင်ကြီးတယ်အဲ့ကောင်ဘလို့ဆွဲကတ်ထားလဲမသိကျွန်တော်လေပြွန့်ချက်ထားပြီအဲ့ကောင်ဒီလိုဖြစ်နေပြီကျွန်တော်တီးတော့မှကျွန်တော်ဒီနာကိုကျွဲလိုက်ရပေါက်ပြီဘယ်လိုဖြစ်လဲမသိအမဲစကားစိတ်ထဲမှာဖြစ်လိုက်တယ်လူသားမနေတာပညာဘာညာဝကွာလူသားနေတာပညာမနေဘူးဆိုတာမျိုးစဉ်းစားလိုက်သေးတယ်တစ်ချက်ကျွန်တော်တီးတော့မှကျွန်တော်မင်းမမြင်ဘူးလားဘာညာdon't you see that ကျွန်တော်ကျွေးတော့မှတက်လားကျွန်တော်သား Daddy don't do that you are man of God အဲ့တမတီငါ man of God ငါ man of God တခါလေကိုဖြစ်စီကိုလေးလည်းမေ့သွားတာအဲ့ချိန်မှာဒါဗီဒီယိုနဲ့ရိုက်ထားရင်ဘလူးယုံအဲ့စတာကြီးအဲ့ပုံနဲ့ရှင်လို့ကျွန်တော်တရားဟောရင်သွားပြီဘယ်သူမှနားထောင်မှာမဟုတ်တကယ်ကျွန်တော်တီးတော့မှကျွန်တော်ဘယ်လောက်ဒေါသကြီးလဲတော့မသိဘူးကျွန်တော်ဆွဲတင်ထားတာအဲ့ကောင်လေးတိုင်မှာကပ်လို့ဆွဲတင်ထားတာခြေထောက်လွတ်နေပြီဘယ်လိုတင်လိုက်လဲကျွန်တော်လည်းမသိဘူးနောက်ကိုဘာတာကိုဂျီဒီကိုပြန်တင်ချက်တင်လို့လည်းမရဘူးဂျီဒီတက်ကောင်ကြီးတယ်ဘယ်လိုတင်လိုက်လဲမသိဘူးကျွန်တော်တီးတော့မရှိမှကျွန်တော်တာကားရလစ်သွားပြီဘေးနားနဲ့ဆွဲလိုက်တာပြုံးဆိုကားတလုံးမို့ငါတာချိပြီလားဆိုတဲ့စိတ်နဲ့တင်တာ Daddy you're a man of God don't do that ကျွန်တော်အယမ်းရှက်တာကျွန်တော်သားရှိကျွန်တော်အားကြပြီးတော့အမှုတော်ဆောင်တာလေကမြစဉ်းစားကြည့်ရင်နာစရာကြီးတခါတလေလောကဒဏ်တရားတွေကကိုဖြစ်ချင်းကိုပျောက်သွားစေတယ်နော်တတိထားဒါပေမဲ့ never give up ကျွန်တော်တီးတော့မှာ Daddy don't do that Daddy you're a man of God အဲ့ဒါကျွန်တော်ဘာလို့လဲထင်လို့လဲအဲ့ကောင်လေတော်တော်စိတ်ညစ်သွားမှာပဲအဲ့ကောင်ကျွန်တော်လှုပ်ထားတဲ့ကောင်ကျွန်တော် sorry man အင်ကြီးပဲပြန်ဆက် sorry သူကျွန်တော်ဖတ်လိုက်တယ်အဲ့ကောင်လေကျွန်တော်ယူရမထင်လားထုံးမဲ့ကောင်ကကျွန်တော်ပြန်ဖတ်တော့သူလည်းစိတ်ညစ်ပါ You better go now. You better go. Can I have your number? No, you don't need my number. Go. Yo talalo ba biola tin na tao. Sorry son. It's okay daddy. Sorry son. Avadela guilty conscious to copy there. Sorry son. Hey, you are okay. You're okay. You're a man of God. Still man of God, man. Even though you get angry, you're man of God, man.
Yeah, I'm a man of God. Yeah. Thank you, son. I'm a man of God. In the name of Jesus, man of God. မျက်လုံးထဲမှာပြန်မြင်ဟိုကောင်ထိုးမရုပ်ပြန်မြင်ဟာမဟုတ်သေးဘူး sorry sir daddy I said you are okay ကြောက်ပါလို့တလားကိုပြန်မလို့ yeah Would you just look at those roots? They're bonny plants, of course. Remember, ငါဖြစ်ချင်ရတာပဲငါဖြစ်ချင်ရတာငါလှုပ်တဲ့အတိုင်းငါဖြစ်တာမဟုတ်ငါဖြစ်တဲ့အတိုင်းငါဖြစ်နေတာတော့ရှင်ဘောလို့ပြောတဲ့စကားကိုကျွန်တော်အမှသဘောပေါက်သွားတာဘဝမှာလေစံစာဖတ်လို့နားမလဲဘူးသင်ဘဝမှာအတွေ့အကြုံတွေအပြင်စံစာပြန်ဖတ်မှနားလဲတာဒီကောခန်းကြီး15ငယ်30ဒီကောခန်းကြီး15ငယ်30ကျွန်တော်ကလေမနက်ဖြန်တည့်ရက်ပဲအချိန်ရှိတော့တယ်မနက်ဖြန်လည်းတစ်ချိန်ပဲရှိတယ်တပတ်ခါမနက်အစောကြီးကျွန်တော်ပြန်ပြီဒီအတွက်ကြောင့်ရစီချင်တာအကုန်လုံးပေးမယ်နော်ဘယ်လိုပြန်လာမလဲလဲမသိပါဘူးဘုရားပို့ဆောင်တော့ပြန်လာမှာပေါ့နော်ပြန်လာမယ်ရစီရှင်နေဗျာမရလဲ online မှာကြည့်ကြပါဗျာမကြည့်တိုးတော်လဲဘုရားခင်ကျေးဇူးတော်အားဖြင့်ငါလှုပ်သည့်တိုင်ငါဖြစ်တယ်လို့မပြောငါဖြစ်သည့်တိုင်ငါဖြစ်တာ come on ဘယ်သူအားဖြင့်လဲဘယ်သူအားဖြင့်ဘုရားခင်ကြီးပါလဲ yeahဘုရားခင်ကျေးဇူးတော်အားဖြင့်ငါဖြစ်တဲ့တိုင်ငါဖြစ်တာမထာမကျွန်ကြီးကိုမမတော့ကျေးဇူးတော်ကြောင့်ငါဖြစ်သည့်တိုင်ငါဖြစ်တာတင်းရဲ့ဖြစ်ခြင်းကိုဘယ်သူကမှပြောင်းအောင်လုပ်လို့မရဘူးတင်းကိုဖခင်ကဖြောင်းမှတ်ပြီလို့ပြောရင်တင်းဘလို့ပုံစံပဲပေါက်ဖခင်ကဖြောင်းမှတ်ပြီလို့တတ်မှတ်ပေးလိုက်တော့ကြောင့်ဖြောင်းမှတ်တာတင်းလှုပ်လို့ဖြောင်းမှတ်တာမဟုတ်ဘူးဖခင်ကကျေးဇူးတော်ကြောင့်တင်းကိုဖြောင်းမှတ်လို့တတ်မှတ်ပေးလိုက်တာဟာလေလုယာဖခင်ကတင်းကိုတတ်မှတ်ပေးလိုက်ပြီသူများယုံပြီးလက်ခံလက်မခံတင်းသိရမှာတင်းဒီယေရှုအားဖြင့်ဖြောင်းမှတ်တော်သူဖြစ်ပြီသားဟာလေလုယာဖြောင်းမှတ်ခြင်းတင်းရဲ့လုပ်ရက်နဲ့မဆိုင်ဘူးတင်းရဲ့ဖြစ်ခြင်းနဲ့ပဲဆိုင်တယ်ဟာလေလုယာဒါကျွန်တော်ပြောမယ်တင်းရဲ့လုပ်ရက်ကတင်းကိုပြန်မဆွဲချစေနဲ့တင်းရဲ့လုပ်ရက်ဘလောက်ပဲမှားနေပါစေတင်းရဲ့ဖြစ်ခြင်းကိုတင်းမှန်ကန်စွာဝန်ခံတတ်လာရင်တင်းရဲ့လုပ်ရက်တွေအားလုံးအကုန်ပြောင်းသွားလိမ့်မယ်အဲ့ဒီစားလို့ကျွန်တော်ပြောင်းဝန်ခံတယ် no ကျွန်တော်ပြောင်းဝန်ခံတယ် no မှန်တယ်ငါစိတ်တူတဲ့သူမဟုတ်ဘူးငါစိတ်တူတဲ့သူမဟုတ်ဘူးငါကစိတ်ရှိတဲ့သူဖြစ်တယ်နားလေပေးတဲ့သူဖြစ်တယ်ခွင့်လွတ်တဲ့သူဖြစ်တယ်ဖြင်းညင်းသောသဘောရှိတယ်ကျွန်တော်တကယ်စိတ်ညံတာဖြင်းညင်းသောသဘောရှိတယ်ကျွန်တော်ရေးလဲဝန်ခံတာကျွန်တော်စိတ်မြန်လက်မြန်ကျွန်တော်ချင်းမိုင်နဲ့ဘန်ကောက်ကိုသူများ10နိုင်ကားမောင်းတယ်ကျွန်တော်6နိုင်နဲ့ဘယ်လိုမောင်းလဲကျွန်တော်လည်းမသိဘူးတိကတ်တော့3ခါထိတယ်ဒါပေမဲ့နေတော့မခံစားနိုင်လို့ကျွန်တော်လည်းတိုးတာကားမရှိဘူးကျွန်တော်ကဂျပန်ကားတွေဆိုရင်အဲ့လိုအရန် speed တင်လိုက်ပြီဆိုရင်ကျွန်တော်ခါတယ်လေကျွန်တော်မခါတဲ့ German ကားကျွန်တော်ဝယ်ထားတဲ့ BMW X5 ကျွန်တော်ကြွေးတာတကုံကြွေးတာ6နိုင်နဲ့ရောက်သွားတာတိကတ်3ခါဖြင်းတော့ဘောရှိတယ်ရေရှုံးလာမှနဲ့အဲ့လိုဆွဲရတာဘေးနာလူမရှိတော့ကျွန်တော်ဆွဲတာဘေးနာလူကဘေးနာဆရာများနေပြန်ရှော့ဒါကြောင့်ကျွန်တော်တယောက်တည်းမသွားတော့ဘူးခုကဘေးနာတယောက် remind လုပ်မတယောက်ခေါ်ထားတာနေ့တိုင်းဝန်ခံနေယေရှုနာမနဲ့ကျွန်တော်ဒီဖြင်းရင်တော့သဘောရှိတယ်ဆိုတဲ့ဖြင်းရင်တော့သဘောရှိတယ်ယေရှုကျွန်တော်ခါတာမရကြောင့်ဒီမှာဖခင်ကျေးဇူးတော်အားဖြင့်သင်လှုပ်တဲ့တိုင်သင်ဖြစ်တာမဟုတ်ဘူးသင်ဖြစ်တဲ့တိုင်သင်ဖြစ်တဲ့အတွက်ကြောင့်သင်ရဲ့လှုပ်ရက်ကသင်ကိုစိတ်တက်မကြစေနဲ့သင်ရဲ့ဖြစ်ခြင်းကိုသာနေ့တိုင်းဝန်ခံတတ်သောသူတွေဖြစ်ပါစေအာမင်ဘာမှမတာသင်ရဲ့ဖြစ်ခြင်းကသင်ရဲ့လှုပ်ခြင်းနဲ့စန့်ကျင်ဘက်အမြဲတမ်းဖြစ်နေတယ် Come on ကျွန်တော်ပြောမယ်သင်ရဲ့ဖြစ်ခြင်းကသင်ရဲ့လှုပ်ခြင်းနဲ့အမြဲတမ်းစန့်ကျင်ဘက်ဖြစ်နေတယ်သင်ကအရန်ကြောက်တတ်တဲ့သူဆိုရင်သင်မှတ်ထားတင်းအထဲမှာဖျားဖြစ်စေတဲ့အရာကတင်းရဲ့အင်မတန်တကူပါတဲ့သူဖြစ်နေတာဟာလေလုယာတင်းရဲ့အင်မတန်စိတ်ညံတဲ့သူဆိုတင်းရဲ့အင်မတန်စိတ်ရှိတဲ့သူဖြစ်နေတာဟာလေလုယာအဲ့တော့တင်းပြောင်းပြန်တာပြန်ဝန်ခံတင်းမလို့ချင်တဲ့ဟာတွေအလုံးပြောင်းပြန်တာပြန်ဝန်ခံပြလိုက်အာမင်ဟာလေလုယာအာမင်
တင်းရဲ့တတ်တာထဲမှာအမင်္ဂလာတွေအားလုံးဖြောင်းပြန်လှမ်းတော့မင်္ဂလာတွေပြောင်းတော့ကြွေးကြော်ပလိုက်စမ်းအဲ့ဒါတင်းရဲ့ဖြစ်ခြင်းအမှန်ပဲယေရှုအားဖြင့်တင်းရဲ့ဖြစ်ခြင်းအမှန်တွေကရှယ်ကြီးတွေတင်းခုလက်ထဲမှာတများမရှိမလားတင်းဝန်ခံငါဒီယေရှုအားဖြင့်ဘာဖြစ်လဲကြွယ်ဝတော့သူဖြစ်တယ်ဆိုတော့နေတိုင်းဝန်ခံနေတိုင်းဝန်ခံနေတိုင်းဝန်ခံအကျွေးတွေနဲ့ဘယ်တော့ပဲပြည့်နေပါစေငါဒီလုံးဝအကျွေးမရှိတဲ့သူတယောက်ဖြစ်တဲ့တမကဘူးငါဟာရှန်ထွက်နေတယ်လို့နေတိုင်းဝန်ခံတင်းဖြစ်ကိုဖြစ်လာလိမ့်မယ်မကြခင်မှာဝန်ခံရတဲ့သူတွေဖြစ်ပါစေ